Bitcoin mining ဆိုတာဘာလဲ Bitcoin mining ဆိုတာထိတ်တလောက်ခတ်လာ Bitcoin လုပ်ပြီးဆိုရင် process 3ခုရှိပါတယ် Bitcoin အတစ်တွေဖန်တီးခြင်း transaction တွေကိုတည်ပြုခြင်း network တွေကိုလုံးဝထိန်းသိမ်းခြင်းအဲ့ဒီ3ခုက Bitcoin process မှာအရေးကြီးဆုံး process 3ခုဖြစ်ပါတယ်မင်္ဂလာပါ crypto ဘာမှနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ crypto လောကတွေကိုဆက်စဝင်လာတဲ့ညီကိုတွေအတွက် Bitcoin mining ဆိုတာဘာလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ် Bitcoin mining ကြောင့်မပြောခင်မှာ Bitcoin network အလုံးလုံးပုံတစ်ချက်လောက်ပြောပြပေးရစီ Bitcoin ဆိုတာကတော့ကျွန်တော်အမြဲပြောနေကြ decentralized digital currency ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ကျွန်တော်ရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ဘဏ်တွေအစိုးရတွေအာဏာရှိတဲ့သူတွေတယောက်မှမပါတဲ့ငွေကြေးစနစ်တစ်ခုပြောတာပါကျွန်တော်တို့အသုံးပြုတဲ့လူတွေအားလုံးပေါင်းပြီးတော့ဒီ network တစ်ခုပေါ်မှာပဲလက်ကားတစ်ခုအနေနဲ့ရှိနေတဲ့အရာကိုပြောတာဖြစ်ပါတယ်အဲ့ဒီလက်ကားကိုတော့ကျွန်တော် blockchain လို့ခေါ်ပါတယ် blockchain ကိုထပ်ပြီးတော့အဓိပ္ပာယ်ထပ်ပြီးတော့ဖွင့်ဆိုရမယ်ဆိုရင်တော့ transaction တွေအားလုံးကို block အဖြစ်နဲ့တစ်ခုချင်းစီထိန်းသိမ်းထားတဲ့အရာကိုပြောတာပါဥပမာပြောရမယ်ဆိုရင်တင်ကဘဏ်မှာငွေထုတ်လိုက်ပြီဆိုရင်အဲ့ဒီငွေထုတ်တဲ့စီးရင်ကိုတင်တယောက်တည်းမြင်ရမှာဖြစ်ပါတယ်တင်ဘဏ်ငွေထုတ်ပြီးဘယ်မှာတောင်းလဲဆိုတော့လေတင်တယောက်တည်းသိမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ blockchain မှာကျတော့အကုန်လုံးကဝင်ကြည့်လို့ရတာဖြစ်ပါတယ် transaction တွေကကျွန်တော်အသုံးပြုတဲ့လူတွေအားလုံးကမြင်နေရမှာဖြစ်ပါတယ်အဲ့ဒီ transaction တစ်ခုချင်းစီတိုင်းကိုလည်းကျွန်တော် block တစ်ခုအဖြစ်နဲ့ထိန်းသိမ်းထားတာမို့လို့ကျွန်တော်တို့မြင်ရတာဖြစ်ပါတယ် mining ဆိုတာ network တစ်ခုက block အသစ်တစ်ခုဖန်တီးတဲ့အခါ miner တွေက computer power တွေသုံး mathematical puzzle တွေကိုဖြေပြီးတော့နောက်တစ်ခုထပ်လာမဲ့ block တွေကိုတတ်မှတ်ပေးထားတာပါအခုနကကျွန်တော်ပြောသလိုပဲ transaction တွေအားလုံးစုပြီးတော့ block တစ်ခုဖြစ်လာတယ်အဲ့ဒီ block တစ်ခုဖြစ်လာအောင်လည်းဒီ miner တွေကပဲလုပ်ရတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အရှင်းဆုံးပြောရင် proof of work လို့ခေါ်ပါတယ်မြန်မာလိုပြောမယ်ဆိုရင်တော့ proof of work ဆိုတာအလုပ်ရဲ့အထောက်အထားတွေပြောတာပါအဲ့ဒါတော့ system ပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်ဆိုလိုတာကတင်ကအလုပ်အများကြီးလုပ်ပြီးတော့ block တစ်ခုဖန်တီးမယ်ဆိုရင်တင်နေနဲ့ reward ရမယ်တင်တစ်လားလောက်ကြာရင်လည်းကြာသွားနိုင်သလိုတစ်နှစ်လောက်လည်းကြာသွားနိုင်တယ်ဒီလိုပဲတစ်နှစ်လောက်ကြာပြီးတော့မှ Bitcoin တစ် coin ပဲတူးလို့ရနိုင်တယ်လို့တစ်လားလောက်နဲ့လည်းတင်ဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်အဲ့ဒီအတွက်ကြာရင်တော့ကျွန်တော်ဘာလိုအပ်တယ်လဲဆိုရင်တော့ hashing လို့ခေါ်တဲ့ cryptographic function တွေကိုလိုအပ်တယ်။အဲ့ကောင်လေးတွေကိုသုံးပြီးတော့ကျွန်တော်တို့ဒီ program တစ်ခုနဲ့ရှာမယ်ဆိုရင်တော့ပို့ပြီးတော့ထိရောက်တယ်။ရှင်းပြောရင်တော့အဲ့ဒီဆက်အကြီးတွေလိုရယ်ဆိုတော့လည်းအဲ့ဒီ function တွေကိုသုံးဖို့အတွက်လိုအပ်တာလည်းဖြစ်ပါတယ်။အကယ်၍တင်က miner တယောက်ဖြစ်နေပြီဆိုရင်တော့ဒါတွေလုပ်ဖို့လိုပါလိမ့်မယ်။ Bitcoin transaction တွေကိုစုဆောင်းရလိမ့်မယ်။ပြီးရင်တော့အဲ့ဒီ transaction တွေအားလုံးပေါင်းပြီးတော့ block အဖြစ်နဲ့ကိုပြင်ဆင်ရလိမ့်မယ်။နောက်ပြီးရင်တော့ nonce လို့ခေါ်တဲ့နံပါတ်တစ်ခုတစ်ခုပြီးတစ်ခုပြောင်းလဲပြီးတော့ hash value ရှာရလိမ့်မယ်အဲ့ဒီ hash value ကလည်း Bitcoin network ရဲ့နီးလန်းနဲ့ difficulty target နဲ့ကိုက်ညီမှ proof of work success ဖြစ်မယ်အဲ့ဒီ block ကို blockchain ပေါ်ထပ်တင်ပြီးမှပဲ Bitcoin reward စရမယ်အကယ်၍ brother ကထက်ကတလဲလဲရှာလိုက်တဲ့ဒီ hash volume က Bitcoin network ရဲ့ difficulty target နဲ့မကိုက်ညီဘူးဆိုရင်တော့ proof of work success ကရမှာမဟုတ်ဘူးပြောချင်တာကတော့ Bitcoin reward ရမှာမဟုတ် Bitcoin mining ကပြီးတော့ပြိုင်ဆိုင်မှုကလည်းတော်တော်များပါရဲ့Binary တွေမှာတူးနေကြတာတင်တယောက်တည်းမဟုတ်ဘဲနဲ့တခြားလူအမြောက်များလဲတူးနေကြပါသေးတယ်အဲ့တော့တင်ဟာသူတို့နဲ့အပြိုင်ဆိုင်ကိုလိုက်ပြီးတော့ mine တူးရမှာဖြစ်ပါတယ်ပျော်ဖို့တော့ကောင်းပါတယ်တချို့လူတွေဆိုရင်ဆက်တွေကအကြီးကြီးနဲ့ကိုတူးနေကြတာပါဆက်အများကြီးနဲ့လည်းတူးနေကြပါတယ်တချို့တွေဆိုရင်ရုံးတွေပါဖွင့်ပြီးတော့တူးကြတာရှိပြီးတော့တချို့တွေဆိုရင် solar နဲ့ပါတူးကြပါတယ်ဆိုတော့တင်ကဖုန်းနဲ့တူးကိုဆဲစားနေရတာ Bitcoin ကို mine ပြီဆိုရင် hardware တွေကဘယ်လိုမျိုးတွေရှိလဲဆိုရင်တော့ CPU နဲ့ရှိပါတယ်GPU နဲ့လည်းရှိပါတယ်။ဒါပေမဲ့အဲ့ဒါတွေကအခုခေတ်မှာတော့လောက trash ဖြစ်သွားပါပြီ။ဘာလို့ဆိုကျွန်တော်ပြောပြပါမယ်။2009 2010 2011 2012 2013ကာလတွေမှာဆိုရင်တော့ကျွန်တော် CPU တွေ GPU တွေကတော့တကယ်ကို share ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Bitcoin အဲ့ဒီအချိန်မှာတော့လုံးဝကိုတိတ်ပြီးတော့ develop မဖြစ်တဲ့အချိန်တွေမှာဆိုရင်တော့တော်တော်လေးကို mining လုပ်လို့ကောင်းတဲ့ hardware တွေပါ။ဒါပေမဲ့အခုဒီခေတ်ကာလတွေမှာတော့ ASIC ဆိုတဲ့နည်းပညာသုံးကြလာပါတယ်။ special machine တွေကိုသုံးပြီးတော့မှ mining လုပ်ကြပါတယ်ကျွန်တော်ပြောသလိုမျိုးဒီဆက်ကြီးတွေပေါ့ဗျာဆိုတော့အခုခေတ်မှာ CPU နဲ့ mining လုပ်ရင်ဘာဖြစ်မလဲဆိုရင်တော့ဘုံနဲ့ဘိုင်းနဲ့တွေထပ်ဖြစ်မှာဖြစ်ပါတယ် global နဲ့ချီပြီး run နေရတဲ့ computer က CPU ကဘယ်လောက်ထိကျန်းမှာလဲအဲ့လောက်ကျန်းနေဆိုရင်တော့ mining လုပ်လို့ရပါတယ်global နဲ့ချီတဲ့ world computer ကြီးမဟုတ်ရင်တော့မ mine တာအကောင်းဆုံးပါပဲခင်ဗျာပြီးတော့ mining pool ဆိုတာတွေလည်းရှိပါသေးတယ် mining pool ဆိုတာဘာလဲဆိုတော့ miner တယောက်တည်းနဲ့ block တစ်ခုရှာဖို့မတေချာတဲ့ brother တွေတော့ဖြစ်ပါတယ်အဲ့ဒါတွေ miner တွေအားလုံးစုပြီးတော့ဖွဲ့ကြရဲအုပ်စုလိုက်ဖွဲ့ကြရဲဖွဲ့ပြီးတော့ရှာကြရဲ mine ကြရဲအဲ့တော့ mining pool လို့ခေါ်တယ် mining pool ဆိုတာ miner အများစုအားလုံးပေါင်းပြီးတော့ hash power တွေပေးကြရဲ block reward ရလာပြီဆိုရင်လည်းတို့တွေက share ဖြစ်နေပြန်ယူကြရဲအဲ့ဒီပုံစံမျိုး mining pool လို့ခေါ်ပြီးတော့
ကမ္ဘာအနှံ့မှာ mining pool တွေအများကြီးရှိပါတယ်အကယ်၍ဒီဗီဒီယိုကြည့်တဲ့တဲ့ဟာဖုန်းပဲရှိရယ် PC လည်းမရှိဘူး laptop လည်းမရှိဘူး special machine တွေလည်းမရှိဘူးဆိုရင်တော့ကျွန်တော်အနေနဲ့ crypto ဘက်ကိုလေးလာမယ်ဆိုရင် staking တို့ကိုလေးလာဖို့အကြံပေးပါတယ်အဲ့ဒါတော့လည်း Binance ဆိုတဲ့ app လေးနဲ့လုပ်လို့ရပါတယ် Binance မှာအကောင့်ဖွင့်ခြင်း$ရဖို့အတွက်ဆိုရင်ဒီကုတ်လေးနဲ့အကောင့်ဖွင့်မယ်ဆိုရင်တော့$တန်းရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကနည်းနည်းလေးရှည်လာပါပြီဒီနေ့တော့ဒီတော့ပါပဲကျွန်တော်ရဲ့ content လေးကိုကြိုက်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်ပေးသွားပါဦးခင်ဗျာဒီထပ်ပို့ပြီးတော့လိုချင်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ပေးသွားကြပါ Facebook မှာကြည့်နေဆိုရင်လည်း Facebook ကောက်လေးကို follow လုပ်တော့ပေးကြဖို့လည်းတိုက်တွန်းအပ်ပါတယ်ကျေးဇူးများတင်ပါတယ်